ဒီမှာဗပြချင်လဲဆိုတော့နော်၄၅အထိုင်နဲ့၄၅အထိုင်ကဗပြချင်လဲဒီမှာ3ညနှစ်နော်3ညနှစ်စိမ့်အောင်3ညနှစ်3ညနှစ်ကဒီမှာ3ညနှစ်ပြန်ရိုက်တယ်ဒီမှာ46ကအမှ46လို့ပြန်ရိုက်တယ်နောက်တစ်ခါဒီမှာ89ခွန်ပရိတ်89ကဒီမှာတနေ့ကုန်မှမရိုက်ဘူးဗျနော်မရိုက်ဘဲနဲ့ဘာရိုက်သွားတော့89ကိုခွန်ပရိတ်ကိုလှည့်ရိုက်ပါခွန်ပရိတ်ကို25လို့ရိုက်ပါအဲ့တော့ဒီမှာတစ်ကဒီမှာတနေ့ကုန်မှဘာရိုက်မှာလဲနှစ်ပရိတ်ရိုက်မှာလားဒါမှမဟုတ်သူကနှစ်ပရိတ်ရိုက်မှာလားနောက်တစ်ခုကတစ်ပဲပြန်ရိုက်မှာလားပေါ့နော်တစ်ပဲရိုက်မှာလားနှစ်ပရိတ်ရိုက်မှာလားတစ်ချက်ပြန်စဉ်းစားတော့အဲ့ဒီမှာကျွန်တော်တစ်ချက်ပြန်ပြီးတော့ကျတော့သူ့စဉ်းစားကြည့်ရခါအဲ့ဒီနှစ်ပရိတ်ကိုပြန်ဖမ်းလို့ရှိရင်ဒီမှာကျတော့ဘာဖြစ်လဲဆိုတော့အပေါ်က3ညနဲ့3ညဖြစ်တယ်ဗျာနောက်တစ်ခါထိတ်စီးနဲ့4 6ဆို3ညဖြစ်တယ်8နဲ့2နဲ့3ညဖြစ်တယ်ဒါဆိုဒီမှာတစ်နော်တစ်ခန္ဓာပဲဒီမှာ6ထည့်အောင်နော်ဒီထဲမှာ6ထည့်အောင်9နော်9ထည့်ရမယ်ဗျာ9ထည့်တော့9ထည့်မှဆိုတော့ကြတော့သူကနှစ်ပရိတ်ဆို93လား39လားပေါ့နော်9339ကြိုက်တယ်နှစ်ပရိတ်ကို9339ကြိုက်တယ်လို့တော့ဘာထည့်တင်လဲဆိုတော့အဲ့တပူး6ပူးကလည်းပြန်ပြီးတော့ထည့်တင်တပူး6ပူးကလည်းပြန်ပြီးတော့ကြတော့ထည့်တင်ကျွန်တော်ကြိုက်တာကတော့ဒီကောင်ပေါ့နော်တရက်စာတနေ့ကုန်စာနှစ်ပရိတ်ကိုဒီကောင်93အဓိကတော့93ပေါ့နော်9339သွားမယ်ကျွန်တော်အဲ့ကောင်တော့ကြိုက်တယ်စင်တီပါလေလို့ပဲဆိုတော့